အဖေအမေကပေးစားလိုက်လို့ဇနီးမောင်နှံ2 ယောက်ငကိုကတခါမှမမြင်ဘူးလက်ထပ်လိုက်ရတယ်အဖေအမေကပေးစားလို့တာလက်ခတ်ရတာသူတို့မှချစ်တယ်ကြိုက်တယ်ဆိုတာမရှိအဲ့ဒါနဲ့အတူတူနေကြတဲ့အခါကျတော့ဒကာကြီးကဒကာကဒကမကိုတိတ်ပြီးတော့သဘောမကျအဲ့ဒါဒီအမျိုးသမီးလေးကသူကဒီယောက်ျားကိုတကယ့်ကိုအိမ်ဦးနဲ့အနေနဲ့ခင်ခင်မင်မင်ယူရရတကယ်ပြုစုတယ်ဒါပေမဲ့အဲ့လိုပြုစုတာကိုလည်းသူကအတိမတ်မပြုအဲ့တော့ကြားလာတော့ဟိုကလည်းပဲကြောက်ဆိုင်ကြောက်စားနဲ့လှုပ်ထားတာမဟုတ်ဘူးလေအဲ့တော့သူကလည်းပဲခံစားချက်ရှိတဲ့အခါကျတော့စိတ်ပြက်ပြီးတော့ညှို့ညွငယ်ငယ်ဖြစ်လာခဏခဏအကြမ်းဖက်လာတယ်ကြာတော့စိတ်ပြက်လာတယ်အဲ့ဒီလိုစိတ်ပြက်တာကိုဟိုကယောက်ျားကလည်းပိုးပြီးတော့စိတ်ပြက်တယ်ဘာလည်းမသိဘူးပေါ့အဲ့ဒီလိုမပြေမလဲနေရင်းနဲ့ကလေး2 ယောက်သားလေး1 ယောက်သမီးလေး1 ယောက်ရလာတယ်ရလာတော့ယောက်ျားဘက်ကဘယ်တော့မှမလျှော့အဲ့တော့ဒီတက္ကမကလည်းယောက်ျားကိုအင်မတန်မုန်းလာအဲ့တော့ဘာဖြစ်တုံးဆိုတော့သူတို့ရဲ့အိမ်တော်ရေးကအမုန်းတရားတွေအမြဲတမ်းပွားနေတယ်အိမ်တော်ရေးဖြစ်နေတယ်အဲ့ဒါမေးဖေးကိုလည်းမပြောရဘူးအိမ်တော်ကြီးပျက်စီးသွားမှာကိုလည်းသိကြောက်တယ်အဲ့ဒီလိုနဲ့ဒီတကာကဒီတက္ကမကိုဘယ်တော့မှနားလည်းမပေးတော့တက္ကမဖြစ်တဲ့လူကစိတ်ပြက်ရင်စိတ်ပြက်နဲ့နောက်တော့ဘာဖြစ်လာတုံးဆိုတော့တကာကအဝေးမှာခရီးသွားနေတော့ဟိုကြီးနှန်းနဲ့စာတစ်စောင်ရောက်လာတယ်အဲ့ဒီစာကိုဖတ်ကြည့်လိုက်တော့သူမိမကရေးပေးလိုက်တဲ့စာဖြစ်နေအဲ့ဒါနဲ့အမေငါမိမထူးဆန်းဆန်းငါ့ကိုဘာတွေရေးပေးလဲမသိဘူးဆိုဖတ်ကြည့်တော့အရှင်အိမ်အောင်ကြတဲ့ကစပြီးတော့ကျမဘက်ကမရဝတ္တရားနဲ့ညီအောင်ပေါင်းသင်းဆက်ဆံခဲ့တယ်ဒါပေမဲ့အရှင်ရဲ့မေတ္တာကိုတခါမှမရခဲ့ဘူးနေတိုင်းစိတ်ဆင်းရဲနေရတယ်အဲ့ဒီနေတိုင်းစိတ်ဆင်းရဲနေရတဲ့တော့ဒီစိတ်ဆင်းရဲမှုဒေါသကို तू မမျိုးသိမ့်နိုင်တော့ဘူးဒါကြောင့်ကလေး2 ယောက်စားမဲ့အစာတဲကိုအစိတ်ခတ်ပြီးတော့ကြွေးပြီးတော့သူ့ကိုယ်သူအဆုံးစီရင်လိုက်ပြီလို့စာရေးလိုက်တာအဲ့ဒီတော့မှဒီလူကမျက်ပြူးဆံပြားနဲ့အတင်းတန့်ပြေးတာအိမ်ကိုအိမ်လဲရောက်ရောကလေးလေး2 ယောက်ရောဒကမရောအိယာပေါ်မှာအကုန်လုံးပြင်ဆင်ပြီးသားဖြစ်တယ်အဲ့ဒီမှာသူကဒစိမ့်စိမ့်တွေးတယ်ကြည်စမ်းဟုတ်တယ်ဒီမိမငါ့ပေါ်တကယ်ကောင်းတယ်သူ့စိတ်ထဲမှာဆုံးနေတဲ့ဒေါသဖြစ်တာနော်အဲ့ဒီမှာ तू လုံးဝတရားနဲ့တရားဆိုတာလဲသိပြီးတော့ तू နားလည်မှာမဟုတ်ဘူးလေအဲ့တော့ဘလို့မှသူ့မှာအဖြေမရှိဘူးအဖြေမရှိတော့ဘာအောင်ဆိုခါးကြားမှာထိုးထားတဲ့တနတ်နဲ့သူ့ကိုယ်သူအဆုံးစီရင်လိုက်တယ်ဘယ်သူကောင်းတယ်လဲဘယ်သူမှမကောင်းတော့ဘူးအဲ့ဒီလိုအားလုံးပြည့်စည်သွားတဲ့အခြေအနေဇိုးကြီးတစ်ရက်ကိုဖြစ်လာအောင်ဘယ်သူကလက်တယ်တရားခံမှွေနှောက်ပြစ်လိုက်တယ်လဲလို့မေးရင်ဒေါသကမှွေနှောက်ပြစ်လိုက်တာအဲ့ဆိုတော့ကြီးကအဲ့ဒါလေးကိုရေးပြထားတယ်အဲ့ဒီဒေါသဒီဘာကြောင့်ဖြစ်တယ်လဲအမျက်ကြောင့်ဖြစ်တာဒါကြောင့်မကျေနပ်မှုအသေးလေးတွေကိုဘယ်တော့မှသိမ့်မထားနဲ့အဲ့ဒါတနေ့အန်ရပေးလိမ့်မယ်သဘောပေါက်တယ်နော်အဲ့ဒီအမျက်ကသီးမခံခြင်းကြောင့်ဖြစ်တာဒါကြောင့်တော်တော်တန်တန်ဟာကိုသီးခံရမယ်သီးခံရင်အမျက်မဖြစ်ဘူးအမျက်မဖြစ်ရင်ဒေါသမဖြစ်ဘူးဒေါသမဖြစ်ရင်ဒေါသကြောင့်ဖြစ်ပေါ်လာမဲ့ဆိုးကျိုးတွေရှိတော့ကောင်းတယ်နော်တကယ်ကြီးမိုက်မြ